Hello, nay, yes, much nanny. Pianle piro just like party. Pianle piro just like party. ညာနဲ့လူတယောက်ကိုခွန်အားဖြစ်စေမယ့်စကားလေးပြောရှိပါတယ်ရှင်ကိုနဲ့တက်ဆိုင်နေထင်ရင်ကိုမှအငြင်းစရာတွေစိတ်ပြက်စရာတွေရှိနေတယ်ဆိုရင်ပေါ့နော်အေးရဝင်ကန်နေလေနဲ့ရဲ့ရစမလေးကိုနှထောင်သွားနော်ဒီနေရာမှာကောင်းလေးဖြစ်မိန်းကလေးဖြစ်ကြလေးဖြစ်ပေါ့နော်ဖြစ်တွေ့ပြီးတော့နားထောင်ပေးရမယ်နော်ကောင်းလေးတယောက်ကလေအလုံးမရှိဘူးပေါ့နော်အလုပ်ကနေထုတ်ခံရတဲ့အချိန်သူခမလှုပ်ရှားလုပ်တွေရှာနေရတာတနေ့ကိုမမောနိုင်အောင်ပဲရှာနေရတယ်ပေါ့နော်ဖုံးတစ်လုံးနဲ့သူအလုပ်တွေကိုကြိုးစားပန်းစားရှာခဲ့ပါတယ်ဒီလိုကိကြီးမှာအလုပ်ရှာရင်ပွဲစားခလည်းပေးရသေးတာနော်သူ့မှာအသေးမိတ်ဆွေတွေအများကြီးမရှိတဲ့အတွက်ကြောင့်ပွဲစားလေးကိုအားကိုးနေရပါတယ်ရှင်အလုပ်တစ်ခုပြီးတစ်ခုရတယ်ရှားတဲ့အလုပ်ကိုသွားကြည့်တော့ပြောတဲ့အတိုင်းမဖြစ်တော့လုပ်ရတာအဆင်ပြေတဲ့အတွက်အလုပ်ကနေထပ်ထွက်ရပြန်တယ်ရှင်အလုပ်ကနေထွက်ပြီးတော့သူမနာမနေအလုပ်တွေကိုကြိုးစားပြီးတော့ဆက်ပြီးရှာပါတယ်လူတယောက်မှာဘယ်တော့မှဆွေးမလျှော့ပါနဲ့နော်အလုပ်ဆိုတာကအမြဲတမ်းရှိတယ်ကိုယ်နဲ့ကိုက်ညီတဲ့အလုပ်မတွေ့သေးလို့ဒါပေါ့နော်သူများနိုင်ငံရောက်နေတဲ့ထိုင်းရောက်ရွှေမြန်မာတွေဖြစ်တခြားနိုင်ငံရောက်နေတဲ့ရွှေမြန်မာတွေဖြစ်ပေါ့နော်ပွဲစားနဲ့အလုပ်ရှာမယ်ဆိုရင်တည်တည်ချာချာလေးနဲ့ကြည့်ပြီးတော့သွားကြပါနော်ဒီလိုခေတ်ကြီးထဲမှာကောင်းတဲ့ပွဲစားရှိသလိုကိုမြန်မာပြည်သားချင်းလှုပ်ရှားတဲ့ပွဲစားတွေလည်းရှိတဲ့အတွက်ကိုဘာသာကိုတည်တည်ချာချာဂရုစိုက်ပြီးတော့ပွဲစားတွေကိုရွေးရပါမယ်နော်ပြီးတော့လေဟိုပေးမှာတင်တဲ့အလုပ်ကိုလစာများတယ်ဆိုပြီးရှော့မသွားပါနဲ့နော်နိုင်ကစေတနာအဖြစ်နဲ့ပြောပြတာပါရှင်ကိုကသွားခြင်းကိုကအရှိကိုသွားလိုက်တယ်လစာကိုမမို့သွားတာအရှိမှာတကယ်အလုပ်ကဘယ်လိုပုံစံလဲဆိုတာကိုတွေကမသိရတာမို့တတိထားပေးပါနော်အခုတော့ဒီကောင်လေးကအလုပ်တစ်ခုကိုထပ်ပြီးတော့ရပြန်ပြီရှင်အဲ့ဒီအလုပ်မှာသူအဆင်ပြေပါစေလို့နိုင်ကဆုတောင်းပေးပါတယ်နော်တကယ်လို့ဒီအလုပ်မှာအဆင်ပြေမှုတွေရှိရင်လည်းအဆင်ပြေနဲ့ခဏလေးအတွင်းမှာဖြတ်ကျော်နိုင်ပါစေနော်ထိုင်ရောက်တဲ့တငယ်ချင်းတွေအားလုံးပေါ့နော်အလုပ်ရှာရတာမရတဲ့အခါစိတ်တက်မကြပါနဲ့နော်ဖြည်းဖြည်းချင်းရှာလို့ရပါတယ်အလုပ်ကိုဖြည်းဖြည်းလေးသွားမှန်လေးနဲ့ကြိုးစားမရမနာကြိုးစားရှာမယ်ဆိုရင်အလုပ်ကောင်းလေးတစ်ခုတော့ရပါမှာရှင်နဲ့ခုတလို့ပြောင်းနေတယ်ဆိုပြီးတော့ထင်နေကြမှာပေါ့နော်နဲ့ခုတလို့ဝိတ်တီတွေချနေတဲ့အတွက်ကြောင့်မို့လေ့ကျင့်ခန်းလေးလုပ်ပြီးတာနဲ့အချိန်ကုန်သွားပြီပေါ့နော်အဲ့ဒါနဲ့အစိုးရအိယာဝင်ပါတယ်ရှင်ဒီနေ့မှာကားလေးတယောက်ကိုအားပေးစကားပြောချင်တာနဲ့သူနဲ့အတူတူအားလုံးကိုအားပေးစကားပြောချင်တာနဲ့တူတူဒီနေ့ရစမလေးလာရိုက်ပြတာပါရှင်ဒီညနေရစမ channel လေးကတော့ဒီလောက်နဲ့ရပ်ပါတော့မယ်ရှင်အားလုံးကိုယ်စိတ်ချမ်းသာပျော်ရွှင်ကြပါစေရှင်အိမ်မက်လလေးမကြပါစေနော်ဘဝမှာဘလူးရင်
ဆန္ဒတွေပြေဝပြီးတော့ဘဝမှာရှိတဲ့ခက်ခဲတဲ့အားလုံးခဏလေးနဲ့ဖြတ်ကျော်နိုင်ပါစေရှင်